အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Burmese God Channel ကနေကြိုဆိုလိုက်ပါတယ်ဇလန်လေးမစခင်မှာကျွန်တော်တို့ရဲ့ Facebook page နဲ့ YouTube Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာပြီးတော့ Notification လေးနဲ့နှိပ်ထားပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ဒီကနေ့မှာတော့ထုံးတဲ့ထေကတရေများဆိုတဲ့ဇလန်လေးကိုအပိုင်းနဲ့စက်သိမ်းမိုင်းအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမင်းနဲ့ဝင်းနိုင်တို့တောထဲမှာတညလုံးပြေးလာထားတဲ့ပင်မမှုတန်းကြောင့်ဂလူကြီးရဲ့အိမ်မှာတနေ့လေလုံးအိတ်ဆက်အနားယူကြပါတယ်ညနေဆောင်နေဝင်လူချိန်မှာသူတို့နှစ်ယောက်လုံးလာပြီးဘယ်လူကြီးအိမ်မှာရောက်နေတဲ့ရွာသားများနဲ့ရွာလူကြီးကိုသူတို့ညကကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေပြန်ပြောပြလိုက်ပါတယ်ဘယ်လူကြီးနဲ့ရွာသားတွေရဲ့မျက်နှာတွေမှာစိုးရင်ကြောက်လန့်နေတဲ့အမူအရာတွေဆုံးမနေပြီးသူတို့ဘေးပတ်ဝန်းကျင်ကိုလည်းစိတ်မချတဲ့အမူအရာနဲ့လှည့်ပတ်ကြည့်နေကြပါတယ်ဒီမှာတင်ရွာလူကြီးကဟေးမင်းတို့ညတော့ကံကောင်းတာပဲဒါပေမဲ့ဒီအိစာဒီမှာတင်ပြီးတော့မဟုတ်သူတို့ဒီကိုလဲလာကြလိမ့်မယ်ဘယ်လူကြီးရဲ့စကားကြောင့်မင်းနဲ့ဝင်းနိုင်လို့စိုးရင်တော့ပြီးဗျာဒီလိုဆိုကျွန်တော်ဘယ်လိုလုပ်ကြမသိဘယ်လိုကြည့်လဲသူတို့အမေကိုလေးပင်ဆိုတာတပ်ပြင်းတစ်ချက်ချရင်လုံးစရာတော့တနည်းပဲရှိတယ်တောထဲကမကောင်းဆိုးဝါးတွေကိုတောထဲပြန်မောင်းထောက်မှာပေါ့ကွာဒီလိုနဲ့ရွာလူကြီးကရွာသူရွာသားတွေကိုချက်ချင်းစင်ကောက်ခိုင်းလိုက်ပြီးမင်းထက်ဝင်းနိုင်လို့နဲ့တူအစီအစဉ်တွေကိုတိုင်ပင်ကြပါတော့တယ်သူတို့အစီအစဉ်ကတော့ရွာသူရွာသားတွေကိုရွာလေအားစကက်ကြီးစီမှာစုဝေစီပြီးရွာတွေကိုတရေတက်ပတ်တွေမဝင်နိုင်အောင်ရွာဦးကျောင်းကဆရာတော်၃-၅ပင်ပြီးပြည့်ရွတ်ဖတ်မှာဖြစ်ပါတယ်ည9နိုင်ချိန်လာရဲ့အလင်းရောင်လေးအောက်မှာတော့ရွာရဲ့အနီးကတောဆက်ကနေမျက်လုံးနီနီနဲ့မကောင်းဆိုးဝါးတရေတက်ပတ်တွေကရွာဘက်ကိုဥတီလှုပ်ရှားလာတော့ရွာစည်းရိုးမှာစောက်ကြည့်နေရွာသားတွေတွေ့လိုက်ရတယ်အမေဆိုတဲ့ချောင်းမက်ဖွယ်ရကောင်းတဲ့ငိုတန်ကြီးတွေတားနဲ့ကြီးတန်ကြီးတွေကလည်းလင်းနဲ့တူပြန့်လွင်လာပါတယ်ရွာသားတွေလည်းကြောင်းလာပြီးရွာလေအားဆက်ကြီးစီကိုငယ်သမောင်အော်ကြီးပြေးကြပါတော့တယ်မင်းနဲ့ဝင်းနိုင်လို့အော်တန်နေကြားတဲ့ကြောင့်လူကြီးအင်ကြီးအချင်းတွေထွက်ကြည့်နေစဉ်အလက်လက်ကြားပြေးဝင်လာတဲ့ရွာသားတွေထဲကတယောက်ကိုလှမ်းမိလိုက်ဟဲ့တူအဖေတို့လည်းဒီကမိတို့ကြီးကံပြီးရွာထဲပြေးဝင်လာတဲ့ရွာသားကြီးဟာအလွန်မောဟိုင်းနေတဲ့ဟန်နဲ့ရွာတဲ့ဒေသဘက်ဝင်လာပြီးပေါ့အများကြီးပဲမင်းတို့လည်းရွာလေးဆက်ကိုပြေးဟာလူကြီးရဲ့စကားတော့မဆုံးသေးမင်းနဲ့ဝင်းနိုင်လို့အနောက်ကိုကြည့်လိုက်တဲ့အခါရွာလူကြီးရဲ့အင်္ဂါတကားတွေအကုန်ဝုန်းဝန်းနဲ့ပုတ်ထွက်ကုန်တယ်ဒီအချိန်မှာပဲပုတ်ထွက်သွားတဲ့ဒနေမောတစ်ခုကဖြူဖြူလက်ကြီးတစ်ခုရှည်ထွက်လာပြီးမင်းနဲ့ဝင်းနိုင်ကိုဆွဲပေါင်းမှုချိုးစားရာရွာသားကြီးကတထဲကမီးတုံးနဲ့ဖြူဖြူလက်ကြီးကိုပြစ်ပေါက်လိုက်ပါတယ်ထိမှန်သွားတဲ့ကြောင့်လက်ကြီးကအနောက်ပြန်ရုပ်သွားပါတယ်ဒါနဲ့ရွာသားကြီးကမင်းနဲ့ဝင်းနိုင်ကိုပြေးကြတော့လို့ပြောပြီးသူကိုယ်တိုင်လည်းချီကုန်တော့ပြေးပါတော့လေသူတို့ရွာလမ်းတစ်လျှောက်ချီကိုတော့ပြေးလာစင်မှာပဲသူတို့နောက်ကနေပုံတရံမျိုးစုံနဲ့တရေတပတ်တွေကသူတို့နောက်ကိုအတင်းလိုက်လာကြပါတော့တယ်မင်းတို့ရွာလေဇီရက်ကိုရောက်ခါနေတဲ့အချိန်မှာတော့အနောက်ကနေဖြူဖြူလက်ကြီးတစ်ပတ်ကဝင်းနဲ့ကိုလှမ်းဆွဲလိုက်ရဲ့အခါဝင်းနဲ့တယောက်ဘိုင်းကနေမှော့ရလဲသွားတော့တယ်ဝင်းနဲ့တယောက်အကြောင်းနဲ့တကြအော်ဟေးရုံးကန်ကူညီတောင်းရင်မြေပေါ်မှာမှော့ရကြီးပါသွားပါတော့တယ်ဝင်းနဲ့ရဲ့အော်တန်ကြောင့်ဘင်းနဲ့ရွာသားကြီးတို့ဝင်းနဲ့စီပြန်ပြေးလာပြီးလက်တယောက်တစ်ဖက်ကနေဝင်းနဲ့ကိုအတင်းပြန်ဆွဲတော့တယ်ဒီအချိန်မှာပဲရွာလေဇီရက်ကဆရာတော်ဖခင်မြတ်ရဲ့ပေးရွတ်ဖက်တန်ကြောင့်ဝင်းနိုင်ကိုအတင်းဆွဲနေတဲ့တူရဖြူရောမကောင်းဆိုးဝါးလက်ကြီးဟာဆွဲနေတာကိုလွတ်ပြီးပျောက်ဝေသွားတော့တယ်မင်းနဲ့ရွာသားကြီးတို့လည်းဝင်းနိုင်ကိုဆွဲထုတ်ပြီးဆရာကြီးစီကိုအတင်းဝင်ပြေးပါတော့တယ်ဆရာတော်ဖခင်မြတ်ရဲ့ပေးရွတ်ဖက်မှုကြောင့်ရွာထဲမှာဝင်ရောက်တောင်းကျမ်းနေတဲ့တရေတစ်ပတ်များဆူညံအော်ဟစ်ပြီးရွာထဲကနေတောအုပ်စီကိုအတင်းထွက်ပြေးကြပါတော့တယ်ဆရာတော်ဖခင်မြတ်ပေးရွတ်ပြီးတဲ့အခါမှာတော့ရွာထဲမှာဆူညံပြေးသွားနေတဲ့တရေတစ်ပတ်တွေရဲ့အတံမကြားကြတော့ပေါ့ပြီးတာနဲ့ရွာလူကြီးဦးဆောင်ပြီးမင်းထက်ဝင်းနိုင်တဲ့ရွာသူရွာသားများဟာညတင်းချင်းပဲရွာအနှံ့ကိုပရိတ်ပတ်ဖျမ်းပါတော့တယ်ပရိတ်ပတ်ဖျမ်းပြီးတဲ့အချိန်မှာတော့မင်းထက်ဝင်းနိုင်တဲ့ရွာသူရွာသားများဟာတရေတပတ်တို့ရံမှာကင်းဝင်းသွားတာကြောင့်တပင်းကိုစီချနိုင်ကြပါတော့တယ်အခုနားဆင်ကြကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျဇလန်လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်လည်း like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဝေဖန်ချန်ပြူရှင်ကများရှိရင်လည်းကိုမမဝင်ရောက်ရေးခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်